တိတ်ချစ်တဲ့သူကိုလက်လွတ်မိရင်သူ့နှလုံးသားတစ်ခုလုံးကိုသူ့မျက်စိတစ်စုံလုံးမင်းပုံရိပ်တွေပြည့်နေတဲ့လူမျိုးကိုနာကျင်အောင်မလုပ်မိဖို့လိုတယ်။လက်လွတ်မသွားဖို့လိုတယ်။ဘဝကမင်းမှမင်းဆိုပြီးချစ်ပေးတဲ့လူမျိုးနဲ့အချင်းကြီးအများကြီးပေးတွေ့မယ်လို့ထင်လား။ကိုတော့မထင်ပါ။အချစ်စစ်တစ်ခုရှာတွေ့ဖို့ဆိုတာထင်သလောက်မလွယ်ပါ။ရွှေသွားတူးရင်တော့ရွှေတူးရဖို့လွယ်ရင်လွယ်မယ်။အတိတဲကမိတ်ဆွေတယောက်သူ့အရင်ချစ်သူကောင်းမလေးကိုလက်လွတ်မိတာနောင်တရတယ်ဆိုပြီးကိုယ့်ကိုရင်လာဖွင့်တယ်။ကောင်မလေးကအသားဖြူဖြူနဲ့တိတ်လှတယ်။လှတဲ့အပြင်တကယ်လဲထက်မြက်လွန်းတယ်။အခုမိတ်ဆွေနဲ့လမ်းခွဲပြီးနောက်ကောင်မလေးပိုလှလာတယ်။ပိုအောင်မြင်လာတယ်။ကိုယ်ပိုင်စီးပွားရေးသုံးခုနဲ့ပတ်စံတအားရှာနိုင်တယ်။ပညာရေးဘက်ဆိုလဲဘောင်စတာဘွဲ့တောင်ရတယ်။ဘို့လို့အင်္ဂလိပ်လိုမှုန့်နေတာပဲကိုကြည့်ရင်တော့အဲ့ဒီမျိုးသမီးကအရာရာမှာပြည့်စုံလွန်းတယ်လို့ခံစားမိတယ်အမျိုးသမီးချင်းချင်းတောင်အားကြရပါတယ်အခုတော့အဲ့ဒီကောင်မလေးကဘဝကိုလှလှပပနဲ့ရွက်လွှင့်နေတယ်သူမကိုတိတ်ချစ်ပေးတဲ့ကောင်လေးအစ်စ်လည်းရှိနေပြန်အရင်ချစ်ခံရကြောင်းသိရတယ်စစ်ဆက်လမ်းကြောင်းလှုပ်ထားပြီးသိရတယ်ကောင်မလေးရဲ့လက်မှာစစ်ဆက်လက်စွပ်ကနေရာယူထားပါပြီလက်လွတ်လိုက်တဲ့ကျမမိတ်ဆွေတော့ငုံငုံငိုင်ငိုင်နဲ့လေလွင့်နေတာပေါ့လေအချို့အရာတွေကဆုံးရှုံးသွားရင်တဘဝစာဖြစ်သွားနိုင်တယ်ယထာတစ်စီးလွတ်သွားရင်နောက်တစ်စီးထပ်ဆောင်လို့ရပေမဲ့အချီရေးမှာတော့အဲ့ဒီလိုစောင့်လို့မရတဲ့အပြင်တဘဝစာနောင်တတွေနဲ့ကြံရစ်တတ်ပါတယ်ဖះကကိုယ့်ကိုစုံတွေးခင်ပေးခြင်းတန်ဖိုးထားတတ်ဖို့သိလိုတယ်နော်